မင်္ဂလာပါအမားတို့ရေဒီနေ့ကတော့ဟာနီကဘာလေးစားပြမလဲဆိုလို့ရှိရင်လဲငါ6လေးနဲ့ယူစနာလက်ဖက်ဒါတော့ဟာနီကယူစနာလက်ဖက်တစ်ထုပ်ဝေးဖွင့်ထားပါတော့ယူစနာလက်ဖက်လေးနဲ့ငါ6လေးနဲ့စားပြပါမယ်ကိုမတို့ငါ6ကကြလို့ရှိရင်တော့ဟာနီကဒီမှာတဝက်စားပြီးပြီဒါတွေကဘာငါ6လဲဆိုလို့ရှိရင်ငါကွမ်းရှာငါ6ပါအရန်ကောင်းပါတယ်စားလို့မပါဘူးအရွမ်းချိုပါတယ်ပြီးလို့ရှိရင်ဒီမှာဒါတော့ဟာဒီစားနေတဲ့ဟာပေါ့ငရုတ်သီးကြော်လဲဒါလေးစားပြပေးပဲအရန်ကောင်းလို့ပါတော့ငရုတ်သီးကြော်ကတော့ဟာဒီတို့ရောင်းတာအရန်ကောင်းဟန်ဒီကဒီစားတော့ကိုရောင်းနေဆိုတာလေကိုရောင်းကိုစားကိုကောင်းပါတော့ကိုရောင်းကိုစားကိုကောင်းဆိုတာလေအားကြောင့်မလို့ပါအားကြောင့်စားတော့ကိုရောင်းတာပါဒါလေးကကြလို့ရှိရင်ငါ6လေးပါငါကွမ်းချငါ6လေးနဲ့အခုထမင်းစားပါမယ်မီးဖုတ်ထားတာပါအဲ့ဒီလိုစားလို့ရတယ်အရင်ကောင်းပါတယ်လုံးဝမငန်ပါဘူးတော့ရန်ကောင်းငါကွမ်းချငါ6ပြီးရငါရန်ချငါ6မငါ6ရကလုံးဝအဆူပဲစားမပါဘူးရှင်နော်အရင်ကောင်းပါလေကိုမတို့ရေအားလေးနဲ့ငရုတ်သီးကြော်လေးနဲ့ခမင်းစားပါမယ်ရှင်ငရုတ်သီးကြော်ကတော့လုံးဝရှယ်ပဲအရင်ရောင်းရတာဂျပန်တောက်ချောက်ပို့ရတယ်ငရုတ်သီးကြော်အမလေးပုတ်တော့ငရုတ်သီးကြော်ကအတူကအရင်ရောင်းရတဲ့ငရုတ်သီးကြော်ဒီပါအရင်ရှေ့ကောင်းအားလေးလားဒီချောက်လေးလားမကွန်းတမ်းမချောက်လူကြီးတွေဟန်ဒီစားလို့ဝမကြိုက်ဘူးတွေးတော့တမားတယ်ယူဟန်နီကစားအရန်ကြောက်တာဟန်နီအသက်ရတဲ့ဟန်နီကတွေးတော့ရှိတော့စားအရန်ကြောက်တာအချာဟန်နီရောင်းတဲ့ပစ္စည်းမှလည်းဟန်နီကအငန်လျှော့တယ်စားလျှော့တယ်အဲ့လိုမျိုးအရန်ကောင်းရှယ်ပဲငါချောက်ကလေအကောင်ကြီးပါနော်တော်တော်ကြီးอ่ะအရန်ကောင်းတယ်နော်ယူကယူသေးတယ်ယူသေးတယ်ငါချောက်လည်းကောင်းတယ်အကောင်လေးကြီးတယ်ဒီကောင်တစ်ပိုက်တလောက်ရှိတယ်ပြီးရင်ဈေးလေးကောင်းတယ်ဈေးလေးကောင်းရောင်းကောင်း我上个上个你先上我要不要